keyboard fighter တွေအတွက် game တစ်မျိုးထွက်ရှိလာခဲ့ဖြစ်ပါတယ် Battle Royale Driving Game တစ်ခုဖြစ်ပြီးတော့ကစားသမားတွေဟာစာရိုက်ပြီးတော့တိုက်ပွဲဝင်ရတဲ့ combat တစ်ခုဖြစ်ပါတယ်စာရိုက်တာမြန်နေနိုင်တဲ့ပွဲဖြစ်ပါတယ် online keyboard fighter တွေအတွက်အကြိုက်ဆုံးပေါ့ developer တော့ Betomashi ဖြစ်ပြီးတော့မှ publisher တော့ Foden Publishing ဖြစ်ပြီးတော့မှထုတ်ဝေတဲ့ခုနှစ်ကတော့ April လ9ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်ဒီ game ကို driving skill ကိုအဓိက gameplay အဖြစ်အသုံးချတဲ့ idea တစ်ခုအနေနဲ့ဖန်တီးထားခဲ့ရဖြစ်ပါတယ် Battle Royale ပုံစံမျိုးဖြစ်ပြီးတော့မှ keyboard fighter လောက်ရတဲ့ game ဖြစ်ပါတယ်ကစားသမားတွေကဟန်ကာတစ်ခုတည်းမှာ6 player တူဝင်နေတူ spawn ဖြစ်လာခဲ့ပြီးတော့ enemy တွေကိုတိုက်ခိုက်ဖို့အတွက်စာကြောင်းနေမြင်ရိုက်နှက်ရတာဖြစ်ပါတယ်ကိုရိုက်နှက်ရတဲ့ speed accuracy အပေါ်မူတည်ပြီးတော့ damage တွေပေးနိုင်တာဖြစ်ပါတယ်နောက်ဆုံးကြံရှိသူကတော့ လက်စာပေးပဲဖြစ်ပါတယ် Driving skill က what bomb power ဖြစ်နေတဲ့ unique system တစ်ခုဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်